မျိုးရတာရှိလို့ကောင်းလို့ရတယ်ငါးကြော်လေးစော်ဖို့ကျွန်တော်လည်းဒူကြော်တဲ့နီးလေးကိုလိုက်စားမယ်ငါးကြော်လည်းနီးရဲပြီးရမ်းရတာရှိတယ်နော်ကဲကျွန်တော်တို့မနက်ကင်းစောစောထားပြီးတော့ကျွန်တော်ဈေးကြီးတွေကိုသွားမယ်ဒီကတော့ချလန်းမျိုးရဲ့ဈေးကြီးပဲနော်ဒီမှာကိုကြိုက်တဲ့ငါးတွေကိုရွေးချယ်ပြီးဝယ်လို့ရတယ်ကျွန်တော်ကငါးခုတ်ပညာလည်းမတက်တော့မသိဘူးကျွမ်းကျင်တော့ကျတော့ဆိုင်အောင်ပဲပေးခေါ်လိုက်တယ်ငါးဘက်ပဲရှိတယ်ကဲလူတို့မှတေးချာချာခုတ်ပြီးလာတဲ့ငါးလေးအိမ်ငယ်လာပြီးကျွန်တော်စားလေးနဲ့ထည့်ပြီးတော့ဆေးလိုက်မယ်ဗျာတေးချာချာလေးငါးတွေကိုဒီစားဆေးမယ်ဆေးနေတော့မှတစ်ဖက်ကဂမီလေးပြင်ပြီးစီးပူအောင်မွေးထားလိုက်မယ်ဗျာကဲဆေးလို့ရတဲ့ငါးတွေကိုကျွန်တော်တို့ရင်းနဲ့တေးချာဆေးပြီးသွားပြီဆိုတော့ဒီလိုတေးချာစားပလန်နေမယ်နေပြီးတော့လို့စီတော့ဘွားလေးကိုကျော်လိုက်မယ်ဒီဘဘလေးတွေမှာတော်ပြီးတော့နော်မီးကိုအေးအေးလေးနဲ့ဖြည်းဖြည်းချင်းလေးကြော်လာလို့တော့ပြီးရင်စီးခံပြီးတော့ပြခါတော့ဒီလိုငါးကြော်ဒီရဲရဲလေးကိုရှာပါပြီကဲကျွန်တော်ငါးကြော်လေးတော့ကျွန်တော်အဖေရဲ့အမေတို့အတွက်ဆိုပြီးခွက်လေးထဲမှာထည့်ထားလိုက်မယ်ကဲဒီမှာဖေတို့မေတို့အားရပါရစတော့လေးကျင်းကွန်းလေးပေါ့ဗျာ